ပွဲအရန်တောင်းဆိုနေပြီးတော့ဗောနော်တိတ်ကိုအောင်မြင်ချင်နေတဲ့ဗောနော်နှလုံးသားမှတ်လာတဲ့ MC prisoner တယောက်အကြောင်းပြောချင်လို့ဗောနော်ပြောပြမယ် Reaction View Channel မှာရှိတဲ့အမျိုးများအားလုံးမင်္ဂလာပါရှင်ဒီ channel လေးကတော့တနေ့တာဖြစ်သမျှတွေကိုပြန်လည်ကြည့်ရှုသုံးသပ်သော channel လေးဖြစ်ပါတယ်ကျမနဲ့အတူတူကြည့်ရှုဖို့ဖိတ်ခေါ်ပါရရှင်လေးကတော့မိတ်ကက်ဆရာတနာရီနောက်ကျနေတဲ့အတွက်ပွဲထွက်နောက်ကျခဲ့တဲ့မင်္ဂလာပွဲလေးပဲဖြစ်ပါတယ်ခင်ဗျာဘယ်နာမင်္ဂလာပွဲထွက်တာတနာရီနောက်ကျတယ်ပြောပြစမ်းပွဲချိန်က9နာရီဆိုလို့ရှိရင်ထိုင်မသိမ်းပွဲထွက်တာကအနှိမ့်ဆုံး45မိနစ်9နာရီခွဲ9နာရီ45မိနစ်မှာပွဲထွက်တာဒါတဘာဝပဲနင် professional လောက်စားနေမှာမဟုတ်ဘူးလားဒါလောက်တော့နင်မသိဘူးလားနင်ကငါတစ်ချက်ချင်းစီငါပြောပြမယ်နော်နင်ကသူ့များမျက်ချီးကြတော့မမြင်ဘူးသူ့များမျက်ချီးကြတော့မြင်တယ်နင့်မျက်ချီးကြတော့နင်ကမမြင်တဲ့လူသားမျိုးနင်ကိုယ်တိုင်တော့မှဒီမှာကျန်ပွဲထွက်တာကြည်စမ်းတဒိုးသားတဒိုးသမီးကအနောက်မှာအရန်တွေကအရှိမှာထုံးစံရှိလားဟမ်နင်တိတ်ကိုတော်ပါတယ်ဆိုမှန်ကျန်အရန်တွေကိုအရှိပူထားရကျန်တဒိုးသားတဒိုးသမီးကအနောက်မှာနင်ကသူများမျက်ချီးကြတော့သူများမျက်ချီးလို့ပြောလာငါလည်းဟဲ့ပွဲချိန်တော့ကြာနေလည်းမဟုတ်ဘူးအဲ့ဒီမင်္ဂလာဆောင်ပွဲကငါအရင်ဆုံးရောက်တာငါရောက်ပြီးတော့မှငါတဒိုးသမီးဆိုဖုန်းဆက်ပြီးလမ်းခေါ်ရတာတဘောပေါက်လားနင်ပွဲ professional မဟုတ်ဘူးလားဟမ်တရိုးသားတရိုးသမီးကစိတ်ပူတယ်ဆိုရင်တော့မှနင်ကငါတို့ဒီ industry တွေကလူအချင်းချင်းဖေးဖေးမမရှိရမှာတရိုးသမီးကလည်းစိတ်မပူဘူးအခုကတရိုးသမီးကငါနဲ့လည်းဖုန်းပြောဘူးကနင်ကိုဖုန်းပြောတဲ့အတက်ဖိုင်ငါအခုဖွင့်ပြမယ်နော်ခဏလေးနင်ရဲ့ video file ငါဆုံးအောင်ဖွင့်ပြအောင်မယ်ဧည့်သည်ဖိတ်တာရမ်းများတဲ့အတွက်ကြောင့်မင်္ဂလာခမ်းမထဲမှာလည်းလူတွေပြည့်နေပြီသမီးတို့သားကိုတင်ပြပေးဖို့အတွက်ပွဲခမ်းမထဲမှာလူပြည့်တော့မှပွဲကထွက်ကြတာလေလက်ခုပ်အောပါတန်ကြားချင်လို့လေပတ်စံ300ရှိပြီးကုန်ထားတာလေနင်ကဘာဖြစ်နေ ဒီနောက်ကျတဲ့အထိထိုင်ဆောင်ခဲ့ရတာတော့အမှတ်တရပါပဲခင်ဗျာ तू တနာရီစောရောက်ပြီးတော့တဲ့ तू ကဟိုလေတနာရီလောက်ထိုင်ဆောက်ခဲ့ရတာတဲ့ဟဲ့နင်ကြိုတင်လားမှာနင်ရဲ့ခန္ဓာလေနင်တာဝင်ငါလည်းကြိုတင်ပြီးတော့ပဲရောက်တာပဲလေငါရောက်တဲ့ချိန်တော့နင်ရောက်သေးလို့လားနင်နာရန် professional ဆန်လို့ရှင်ရလေမင်္ဂလာပွဲနေ့မှာ rehearsal လုပ်ကြတာမဟုတ်ဘူးသဘောပေါက်လားတရက်ကြိုစောပြီး rehearsal လုပ်ကြတာနားလည်မှုနဲ့အကုန်လုံးကမင်္ဂလာပွဲ make up ပြီးတော့ပွဲမထွက်ခင်ကို rehearsal လေးတန်းစီပြီးလုပ်တာတကယ် professional ကြဆိုတရက်ဆိုကြောတရက်ကြိုစောပြီးတော့ rehearsal လုပ်ကြတာအဲ့ဒီမတိုင်ခင်တော့ကျွန်တော်တပွဲလုံးကိုအလှပဆုံးဖြစ်အောင်ပွဲထွက်နိုင်ဖို့အတွက်အားလုံးကိုတင် जा ပြသပေးဖြစ်ပါတယ်နင်ကအလှပဆုံးပွဲထွက်နိုင်အောင်တင် जा ပြသပေးဖြစ်တယ်ဒါပြောတာတော့လူတန်းစီတာတော့မှရှင်းနေနောက်နဲ့လွဲနေတယ်အရန်တော်ပါလေဆိုတော်တော်နင်တော်ဘာလဲအောင်မြင်ချင်တာလားမဟုတ်လို့ရှိရင်ဘာလဲမိတ်ကလိန်ချင်တာလားဟမ်မိတ်ကဆရာထိုးချပြီးတော့နင်မမိတ်ကလိန်ချင်နေတာလားဟမ်ဖြေပေးနော်ခင်ဗျာမင်္ဂလာပွဲတစ်ပွဲဆိုတာမိတ်ကပ်ဝတ်စုံလက်ဝတ်ရတနာပန်းအလှဆင်အစားအသောက်အစရှိသဖြင့်အားလုံးတညီတညွတ်ထဲပြိုင်တူပြုလုပ်မှသာလျှင်ပျော်ရွှင်စရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်မှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာအခုကလည်းအားလုံးအဆင်ပြေနေတယ်လေတတိုးသမီးလည်းအဆင်ပြေတယ်ပွဲတာဝန်ခံလည်းအဆင်ပြေတယ်အဆင်မပြေတာကနေမဲဖြစ်နေတာတော့နင်ငါ့ကိုတိုက်ခိုက်နေတော့ဘာဖြစ်လို့လဲနေမိတ်ကလိန်ချင်လို့လားငါနေရလိုချင်လို့လားဟမ်ဒီမှာသရိုးသမီးနဲ့ငါနဲ့ဖုန်းပြောထားတဲ့ဆက်လဲငါနင့်ကိုပြအောင်မယ်ငါမနေ့ညတော့မှာကွယ်သရိုးသမီးကွယ်မနေ့ညတော့ပဲဒီမှာငါ့ကိုဗာလဲအမမိတ်ကက်ကလေးကလှလို့အစင်ပြေလို့ညီမလေးကျေးဇူးအများကြီးတင်တယ်နော်ကျေးဇူးတင်စကားသေချာမပြောပြလိုက်ရလို့ပါဆိုငါ့ကိုဘိုင်ဘာကနေဒီမှာစာလာပို့သွားတဲ့ကိစ္စကိုနင်ကဟဲ့တကယ်တော့ဒီမှာနင့်မျက်လုံးသိချာကြည့်မနေ့ညပဲသရိုးသမီးကတော့ငါ့ကိုကျေးဇူးတင်စကားလာပြောထားတာကျေးဇူးတင်စကားတော့မှာတဲ့ကောင်းကောင်းမပြောလိုက်ရဘူးမမကြီးတဲ့မိတ်ကလေးကညာအထိမပြတ်ပဲနဲ့တဲ့ပွဲလာတဲ့သူတိုင်းကလေတဲ့လှတယ်လို့ပဲပြောနေတော့တဲ့ကျေးဇူးတွေတင်လိုက်ရတာအမောပဲတဲ့အဆက်ဆက်ရအားလုံးအတွက်ကျေးဇူးအများကြီးတင်နေတော့တဲ့သူတို့သမီးရလေးသလားငါ့ကို favorite ငါ fan ပြောမှဆိုလို့ရှိရင်လေသိလားနော်ဒီမနေ့ကသူတို့သမီးနဲ့ငါဖုန်းပြောထားတဲ့ဥစ္စာငါဖွင့်ပြအောင်မယ်နင်တော်သူတို့သမီးကလည်းအဆင်ပြေတယ်ပွဲစီစဉ်တဲ့သူကလည်းအဆင်ပြေတယ်အကောင်လုံးတပွဲလုံးကအဆင်ပြေနင်ကငါ့ကိုတတ်မှတ်တော့နင်ကငါ့ကိုထိုးချကြနေတာဘာဖြစ်လို့လဲမိတ်ကလိမ့်စားကြလို့လားငါမှသူတို့သမီးနဲ့ဖုန်းပြောတဲ့ဥစ္စာနင်ကငါပြငါတာအေးဘာမှမဖြစ်ဘူးနော်ဖုန်း
နားထောင်အော်ချစ်ကလေးအမားတို့လေးတဲ့လီမင်္ဂလာပွဲနေ့တုန်းကလေဘာများလေအမားရင်းဖြစ်သေးလဲမသိဘူးတဲ့လေ ဘာလို့ဖြစ်ပါဘူး အေးဘာမှမဖြစ်ဘူးနော်ပုံမှန်ဆိုအမားတို့တွေက9နိုင်ကိုပွဲထွက်မယ်ဆိုလို့ရှိရင်9နိုင်40 45လောက်မှလည်းပွဲထွက်တာလဲဒါကမင်္ဂလာပွဲထုံးစံအတိုင်းပဲပြီးတော့အမားဆိုလို့ရှိရင်လည်းခမ်းမသူတို့စဖွင့်နေဆိုတဲ့အချိန်မှာအမားတို့တွေအရင်ဆုံးစောရောက်တယ်အမားစောရောက်လို့တော့ညီမလေးတို့ရှိတော့မှအမားတော့ဖုန်းဆက်သေးတယ်လေအမားတို့တွေစောရောက်ပြီးတော့အားလုံးပြင်ဆင်ထားရတယ်လေပြီးတော့ပွဲနေ့ကလည်းအားလုံးအဆင်ပြေရတာနဲ့မသိဘူးဒီအဲ့ဒါ ဟင်နင်းနာမည်ယူငါထုတ်မပြောချင်လို့နော်ပနလို့မထဲ့တာဒီမှာ ပွဲထွက်နောက်ကြရတယ်ပွဲလေးဆိုပြီးတော့အမကို TikTok တွေရောသူတို့ရလဲပေါ့နော်ပွဲမထွက်သေးဘူးလားပွဲဒါကပွဲတိုင်းပဲနီးပါတွေဆိုတာကစိုးရိမ်စိတ်နဲ့တို့ကလူလျှောက်ပြီဆိုတာနဲ့တို့ကပွဲက မိဘတိုင်းကလေဧည့်သည်ရောက်ပြီဆိုတာနဲ့သူကထွက်ချင်တာဒါနင်အတွေ့အကြုံမရှိဘူးလားနင်နာအတွေ့အကြုံရှိတဲ့သူ professional ဆိုလို့ရှိရင်ကမဟုတ်ဘူးငါတို့ဆိုအမြဲပြောပြနေကြဒီပွဲကလူစုံတော့မှထွက်ကြတာဆိုပြီးငါတို့ပြောပြနေကြသိန်းကိုရာချီကုန်ခန္ဓာကလေလက်ခုပ်ဩဘာသာနဲ့ထွက်ကြမှာလေ စီချင်းနေပြီအမတို့ပွဲထွက်တယ်ဆိုတဲ့သဘောတဘာဝကကြပဲနော်လူစုံတက်စုံမင်္ဂလာပွဲခမ်းမလူပြည့်တော့ခါကြတော့မှမတို့သားတို့သမီးကလှလှပပပွဲထွက်ကြတာလေ ဟုတ်ဘာလို့ဘာမှဖြစ်ပါဘူးဖြစ်ပြီးတယ် အေးအဲ့ဒါ ကြားတယ်နော် ပွဲရှာပြီးတော့အမှန်ကသူများကမင်္ဂလာယူနေတဲ့မင်္ဂလာဆောင်ပေါ့အောက်ကဒီဗီဒီယိုတွေနဲ့ကိုသူများမကောင်းအောင်သူကောင်းပါရဲ့ပေါ့ဆိုပြီးတော့ပွဲရှာပြီးတော့တင်ထားတဲ့ဥစ္စာလေသူတို့သားတို့သမီးကိုလည်းအာမနာဘူးလားမသိဘူး အမှန်ပြောလို့ရှိရင်အဲ့ဒီဗီဒီယိုကိုညီမမတိရတွေ့လိုက်တယ်တွေ့လိုက်တော့လေဟဲ့အဲ့လိုမဟုတ်ဘူးလေတို့အဲ့ဒီတကယ်တိတိကျကျပြောကြတယ်ဘယ်လိုလဲပြောမှမသိဘူးလို့အဲ့တင်လိုက်တော့အားနာနေအောင်မဟုတ်တော့ပါလေ အေးအမလည်း ငါ့ကိုတော့မှသတို့သမီးကနင့်ဗီဒီယိုမြင်ပြီးအားနာနေတာနင်ကြားလားအက အဲ့မှာအမကိုလည်းဒီဗလဲတချို့ MC ကလာပြကြညီမလေးတဲ့ဒီမားတဲ့ညီမလေးပွဲလားမသိဘူးနော်တဲ့ဆိုအမလည်းဒီအခမ်းမတာဝန်ခံကိုလည်းအမဖုန်းဆက်ပြီးတော့လည်းမေးသေးတယ်အမလည်းအကုန်လုံးအဆင်ပြေပို့သေးကြသွားတာညီမလေးတော့မနေ့ကတော့အမရေးကျေးဇူးတင်တယ်ဆိုပြီးတော့လေ post လာပြီးတော့ပြောထားတဲ့ဥစ္စာဆိုတော့လေ ဟုတ်သူနဲ့လည်းအဲ့လိုမျိုးတရားဆက်တယ်လည်းမရှိဘူးမနဲ့ပဲပြောရတာအခုရပိုင်းတော့ နင်နဲ့လည်းအဆက်ဆက်မရှိဘူးတဲ့စကားတဲ့ငါနဲ့ပဲပြောဖြစ်တာတဲ့နင်နားထောင်နော်စောက်ရှက်လည်းမရှိဘူး အရင်တော့လည်းမပြောဖြစ်ဘူးလေအဲ့ဒါပေမဲ့အဲ့တော့မှတက်လာတော့ခါကျတွေ့ရတော့စိတ်တော့မကောင်းဖြစ်သွားတယ်ဟဲ့လို့ဘာများပြောမလဲမသိဘူး တတိုးသမီးအောင်စိတ်မကောင်းဖြစ်သွားတယ်လေဘာဖြစ်လို့လဲတလားသူများတကမင်္ဂလာယူနေတဲ့မင်္ဂလာပွဲပုံရိပ်နဲ့နင်ကနင့်ကိုနေနဲ့နင်ပါပေါ့ဆိုပြီးနင်ကလှုပ်ချင်တာတစ်ဖက်သားကိုထိုးချပြီးတော့မရှက်ဘူးနော်ကြားလားနင်တို့သမီးပြင်နဲ့ငါလည်းဖုန်းပြောတဲ့ဥစ္စာနင်ကဘာထဖြစ်တာတော်တော်အောင်မြင်ချင်တာလား ပြောချင်တာလေ तू တကယ်လို့သိတယ်မလားအမနဲ့ तू နဲ့ relationship အဆင်မပြေလို့ तू ကအမကိုပြင်ချင်တယ်ဆိုရင်တော့မှသတို့သားသတို့သမီးအားနာအောင်လေ तू များတဲ့ကမင်္ဂလာယူနေတဲ့ဟာကိုဒီ तू ပွဲရှာတာလေအမှန်တကယ် तू ကမင်္ဂလာယူတဲ့အချိန်မှာအမကပြောတာအမှားလောက်တယ်မဟုတ် तू ကအခု तू များတဲ့ကမင်္ဂလာယူထားတဲ့ဥစ္စာကို तू နော်နင်ရဲ့ professional နင်လောက်ကမဲ့အလုပ်ကောင်နင်ကဇက်ထိုးမိုးမြော်လောက်ထားပြီးတော့ဒါပေမဲ့နင့်အကြောင်းငါသွားမပြောထားသေးဘူးနော်သူများအောင်နော်ဖုန်းထဲမှာငါမပြောဘူးနော်ငါတို့ဝါသနာမပါဘူးနင့် career လေပြီးရင်သိအောင်ပြောပြလာအောင်မယ်ငါတို့မင်္ဂလာပွဲတစ်ပွဲပြင်လို့ရှိရင်နင့်လောက်တဲ့ MC တဲ့2ဆ3ဆငါတို့ရဲ့ fees ကပို့များတယ်သိလားစိတ်တက်တွေမမဲညင်နဲ့နှလုံးသားကိုဖြူထားအောင်မြင်လာလိုက်မယ်ဒီထက်မကအလားအောင်မြင်ခြင်းနေတယ်ဆိုရင်ပွဲတာဝန်ခံနဲ့ဖုန်းပြောထားရလဲရှိသေးတယ်ကောင်းလုံးကအဆင်ပြေတယ်နင်တယောက်ပဲငါ့ကိုဟိုဖြစ်နေတာငါတော်တော်ဒေါသထွက်တာနော်မကျင်နဲ့နင်ဒဲလာရှင်နင်နာမည်ကိုမပြောရတာဆိုတနှလို့ယွန်လို့ ပါပြီဆိုတော့ကိုအမြင်ကိုခန်းစားချက်အတွေ့အကြုံလေးတွေကို comment မှာမျှဝေရေးသားခဲ့ပါအောင်ရှင်ကျမတို့တင်ဆက်သမျှဒီကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ subscribe လေးကိုနှိပ်ထားဖို့တောင်းဆိုပါတယ်ရှင်